မင်္ဂလာပါဒီနေ့ဝေ1.5 NG လေးပါဆွဲလုံးမလိုက်ဘူးเนาะဒါလေးကိုဒါမျှဝေပေးသွားမှာဘာနဲ့ဖြစ်တယ်ဆိုတာเนาะဒီမှာလေးပါဆွဲလုံးမရဘူးเนาะဒီကတော့သူချခြင်းမဝင်ဘူးเนาะကဲတန်းကြည့်မเนาะဒီမှာတိုးလို့ကိုမလို့တော့ဘူးခရီးအားကောက်ဝိုင်းမလို့တော့ဘူးဆိုင်ကြီးอ่ะเนาะဒါဆိုရင်ကျွန်တော်တို့ဓာတ်အောက်ကိုဒါလေးစမ်းကြည့်မเนาะဟိုမှာဓာတ်အောက်ဒီမှာအဓိကဒါဖြစ်ချက်ကိုပဲเนาะဒါကျွန်တော်မျှဝေပေးသွားမှာเนาะဒါကိုဖြုတ်မယ်ရိုးရှင်းလေးပဲเนาะဒါချခြင်းမဝင်ဘူးဘယ်လိုအားကုန်ဝိုင်းရင်စီးလို့မရတော့ဘူးကျွန်တော်တို့တောင်းတော့ချိန်မယ်ဒါဆိုရင်ကျွန်တော်တော့ဖွင့်မယ်ကျွန်တော်နှိုးမယ်เนาะเอาရပြီเนาะဘာချခြင်းတိုင်းပြမှာเนาะဘုံမယ်เนาะအားဝင်ဒါရိုးရှင်းလေးပဲเนาะကျွန်တော်တို့ဒါဘိုင်းအောင်တော့ဖြစ်တယ်အခုဒါဘိုင်းအောင်လေတာမှဒါကျွန်တော်တို့တွေဒါမှုလို့ရတယ်နောက်တစ်လုံးလဲရမယ်ဒါရိုးရှင်းလေးပဲเนาะဟုတ်ပြီဒါဆိုရင်အပြန်ဖြုတ်မယ်ဒါပြန်ဖြုတ်ပြီးတက်ပြန်ထည့်ကြည့်မယ်ပြန်လုပ်ပြရမယ်เนาะကျွန်တော်တို့တွေဒါရုပ်တစ်လုံးရဲ့ဒါအရေးကြီးတဲ့အစိတ်ပိုင်းတစ်ခုပေါ့เนาะဒါဆိုရင်ကျွန်တော်တော့ဖွင့်မယ်ကျွန်တော်နိုးမတိုးတော့ဘူးเนาะသူကဖက်တီအားရှိမှရမှာเนาะဖက်တီအားရှိမှရဒါဆိုမနိုးတော့ဘူးเนาะဒါလေးကိုကျွန်တော်မျှဝေခြင်းဖြစ်ပါတယ်เนาะအားလုံးကျေးဇူးအများကြီးတင်ပါတယ်